Harry Potter နဲ့တိုးဝက်ခန်းကငွေလွေချောင်းပရက်ဖြစ်တယ်လို့တငယ်ချင်းတွေစီကလည်းစာမလာတာကြောင့် Harry တယောက်ပြင်နေပါတယ်။ Harry လည်းမဟုတ်ပဲ Harry ရဲ့ဇီးကွက်လေးကလည်းလောင်ရင်ထဲကနေပြင်မထွက်ရလို့ပြင်နေပါတယ်။ဒီနေ့ကတော့ Ulif Fandom တို့မိသားစုစီကိုအရေးကြီးဧည့်သည်တယောက်ရောက်လာမယ့်နေ့ဖြစ်လို့ Harry ကို Ulif Fandom မှာတဲ့တခုတည်းသောအရာကတိတ်တိတ်လေးနဲ့မရှိသလိုနေပေးဖို့ပါပဲ။ Harry လည်း Ulif Fandom မှာတာလို့အခန်းထဲမှာနေဖို့ပြန်လာတဲ့အချိန်သူ့အခန်းထဲမှာမင်းသားတစ်ကောင်ရောက်နေပါတယ်။မင်းသားကသူ့ကိုယ်သူ Dobby လို့မိတ်ဆက်ပါတယ်။ပြီးတော့ Harry အနေနဲ့ဒီနှစ် Hogwarts ကျောင်းကိုသွားမတက်သင့်ဘူးလို့ပြောပါတယ်။ Harry ကဘာအတွက်လဲပြန်ပြီးတော့သူမဖြေနိုင်တဲ့အကြောင်းပြောပါတယ်။သူစကားပြောတာကတစ်ချက်ကလေးမှအငြိမ်မနေလို့စူးစူးညံညံလုပ်လို့မရတာကြောင့် Harry ကထိုင်ပြောဖို့ပြောလိုက်ပါတယ်။ဒီမှာသူ့ကို Harry ကမျက်စိနောက်တယ်ထင်ပြီးဝမ်းနဲ့သွားတဲ့ Dobby ကပစ္စည်းတွေနဲ့သူ့ကိုယ်သူရိုက်ပြီးအပြစ်ပေးတာကြောင့်အောက်ထက်ကဧည့်သည်ကိုဧည့်ခံနေတဲ့ Ulif Fandom တို့မိသားစုကဒါကိုအတိုင်းသားကြားနေရပါတယ်။ဒီတော့ Harry ကိုလာကျိမ်းမောင်းပါတယ်။ Harry လည်း Dobby ကိုအမြန်ဖွက်လိုက်ပါတယ်။ Harry ကငါ့မှာမိသားစုဆိုလို့ငါတငယ်ချင်းတွေပဲရှိတာဆိုပြီးကျောင်းကိုသွားမှဖြစ်တဲ့အကြောင်းပြောပြပေးမယ် Dobby ကအဲ့ဒီတငယ်ချင်းတွေကတနွေလုံးစားတစ်စောင်းတောင်ပို့လို့လားလို့ပြန်မေးပါတယ်ဒါရီမင်းဘလို့တီးလဲဆိုတော့တန်တရားဝင်သွားတဲ့ Harry ရဲ့အမေမှာစာရီရောက်မလာတာ Dobby လက်ချက်ဆိုတော့တီးလိုက်ရပါတယ် Dobby စီကစာရီကို Harry ကလိုက်လူလို့ Dobby ကအောက်ထပ်ကိုထွက်ပြေးရင်အောက်မှာတွေ့ရတဲ့ကိတ်မုတ်တလုံးကိုဧည့်သည်ပေါ်ကိုချလိုက်မယ်ဆိုပြီးကျောင်းမတက်ဖို့ Harry ကိုအကြက်ကင်ပါတယ်Harry ကလက်မခံတာကြောင့်ကိတ်မုတ်ကိုဧည့်သည်ခေါင်းပေါ်ပြစ်ချလိုက်ပြီးပြုတ်မကြခင်လိုက်ဖမ်းဖို့ကြိုးစားတဲ့ Harry ကအနားမှာရှိနေတာကြောင့် Harry လက်ချက်လိုပဲထင်တော့ပါတယ်သူ့အကြံအောင်မြင်ပြီးမို့ Dobby ကတော့ပျောက်ကွယ်သွားပါတယ်အကြီးကျယ်စိတ်ဆိုးသွားတဲ့ Ulif Fandom က Harry ကို Hogwarts သွားဖို့စိတ်တောင်မကူးနဲ့ဆိုပြီးအခန်းကိုတန်တိုင်းနဲ့အလုံးပိတ်လိုက်ပါတယ်ညတကြမှာကားမီးအောင်တစ်ခုက Harry ရှေ့ Grimmauld စီကိုရွေးလာနေပါတယ်ကားပြန်ပေါ်မှာ Ron တို့ညီကိုတွေကိုတွေ့လိုက်ရပါတယ် Ron တို့က Harry စီကပြန်လာမလာတာကြောင့်စိတ်ပူလို့လာခဲ့ကြတာဖြစ်ပြီးအဖြစ်အပျက်တွေကိုသိပြီးတော့ Harry ကိုတခါတည်းခေါ်သွားဖို့အတွက်တန်တိုင်းတွေကိုကားနဲ့ဆွဲပြီးဖြုတ်လိုက်ပါတယ်တန်တိုင်းတွေပြုတ်ထွက်သွားတဲ့အတန်ကြောင့် Vernon တို့နိုးလာပြီး Harry ထွက်ပြေးမှာကိုလှမ်းဖမ်းပေမဲ့မမီလိုက်ပဲအောက်ထပ်ကိုစောက်ထိုးပြုတ်ကျသွားခဲ့ပါတယ် Harry လည်းကားပြန်တဲ့အတူ Dursley မိသားစုစီကနောက်တစ်ချိန်လွတ်မြောက်လာခဲ့ပြန်ပါတယ်ကားခိုးသွားလို့ Ron တို့ညီကို share စုခံနေရပေမဲ့Harry ကတော့ Ron တို့အိမ်ထဲကမှော်ပစ္စည်းတွေကိုကြည့်ပြီးအရန်ကိုသဘောကျနေပါတယ်လူမပါပဲတဲ့အိမ်လုံးကအလုပ်တွေကိုမှော်ပညာနဲ့သူ့အတူလုပ်ဖို့ခိုင်းတာပါဒီလိုနဲ့မနက်စာမစားရသေးတဲ့ Harry ကို Ron မေကမနက်စာကျွေးနေတော့မှ Ron တို့အိမ်ကညီမအငယ်ဆုံးလေး Ginny ရောက်လာပါတယ် Ginny က Harry ကိုမြင်ချင်းမပြင်းမစင်ရသေးတဲ့သူ့ပုံစံကြောင့်ရှက်ပြီးအပေါ်ကိုပြန်ပြေးတက်သွားပါတယ်Ron ကသူကမင်းအကြောင်းကိုအိမ်မှာအပြောဆုံးသူပဲဆိုပြီးသူ့ညီမအကြောင်းဖောက်တယ်ချပါတယ်စားတောင်းနေကြတော့ Hogwarts ကျောင်းကဖိတ်ခေါ်စာတွေဇီးကွက်နဲ့အတူရောက်လာပါတယ်ဒီထဲ Harry အတွက်စာပါနေလို့Ron ရဲ့အမေက Dumbledore တယောက် Harry ဒီမှာရှိနေတာဘလို့သိလဲဆိုပြီးညီးတွားလိုက်တော့ Ron ရဲ့အဖေက Dumbledore မသိတာမရှိဘူးလေကွာလို့ပြန်ဖြေလိုက်ပါတယ်အဲ့နောက်သူတို့မီးတော်မှုန့်နဲ့ Diagon Alley ဆိုတဲ့မော်ပစ္စည်းရောင်းတဲ့လမ်းကြားလေးကိုသွားဖို့လုပ်ကြပါတယ်မီးတော်မှုန့်နဲ့ခရီးမသွားဘူးတဲ့ Harry အတွက် Ron ကိုအရင်သွားပြခိုင်းပေမဲ့ Harry ရဲ့လက်မှာ Diagon Alley လို့မှားပြောလိုက်တာကြောင့် Diagon Alley လမ်းကြားပဲဆိုပေမဲ့စိုးညစ်ညစ်တွေရှိတဲ့နေရာစီကိုရောက်သွားပါတယ်အဲ့ဒီအိမ်တွေကအပြင်ကိုထွက်တော့လေလူတချို့က Harry ကိုဝိုင်းထားလိုက်ကြပါတယ်Harry ထွက်မြဖြစ်နေတော့ Hagrid ရောက်လာလို့ကန်ကောင်းသွားပါတယ်။လမ်းကြားထဲကအတူထွက်လာတော့ Hermione နဲ့တွေ့လို့ Harry ကို Hermione နဲ့ထားခဲ့လိုက်ပါတယ်။ Hermione လည်းသူနဲ့တွေ့တိုင်းပျက်စီးနေတဲ့ Harry ရဲ့မျက်မှန်ကို spell နဲ့ပြင်ပေးလိုက်ပါတယ်။အဲဒီနောက် Hermione က Harry ကို Weasley မိသားစုရှိတဲ့စာကြည့်တိုက်ကိုခေါ်လာလိုက်ပါတယ်။ Ron အမေက Harry ကိုစိတ်ပူနေတဲ့အကြောင်းပြောရင်ဒီမှာတော့ Lockhart ဆိုတဲ့ရုပ်ဖြောင်းဖြောင်း Ron အမေရဲ့ idol စာရေးဆရာကြီးကစာအုပ်ရောင်းနေပါတယ်။ Harry ကိုမြင်သွားတော့သူကိုယ်တိုင်လည်းကြော်ကြားအောင်လုပ်သလိုကြော်ကြားမှုကိုလည်းတတ်မှတ်တဲ့ Lockhart ကစာအုပ်တွေအလကားပေးလိုက်ပြီးဓာတ်ပုံအတူတွဲရိုက်လိုက်ပါတယ်။လက်ဆောင်ရတဲ့စာအုပ်တွေယူပြီးပြန်ထွက်လာတော့ Lucius ရောက်လာပြီး Hermione ရဲ့မိဘတွေကိုကြည့်ပြီး Muggle ဆိုပြီးနှိမ်တယ်လို့ Ron ကိုလည်းဦးကျောင်းမိသားစုဆိုပြီးနှိမ်ပါတယ်။ Ron ဖေရွှေ့ထက်လာမှစကားဝိုင်းကိုအဆုံးတတ်နိုင်ခဲ့ပြီးအဲဒီနောက် Ginny စီကစာအုပ်တစ်အုပ်ကိုယူပြီး Lucius ကနှစ်အုပ်ပြန်ထည့်ပေးလိုက်ပါတယ်။ပထမနှစ်အတိုင်းပဲနယံထဲကိုပြေးဝင်ကြပေမဲ့ Harry နဲ့ Ron အလက်မှာနယံကိုပဲဝင်တိုက်မိပြီးတကားကပိတ်သွားပါတယ်။ Ron အမေနဲ့အဖေကလည်းအခုမှပထမနှစ်တက်မဲ့ Ginny ကိုဂရုစိုက်နေတာကြောင့်သူတို့ကိုဂရုမစိုက်နိုင်ခဲ့ပါဘူး။ဒါကြောင့်ကြံရမရပဲ Ron နဲ့ Harry တို့ကကားပြန်ကြီးကိုယူပြီး Hogwarts ကိုသွားဖို့လုပ်ခဲ့ကြပါတယ်။မော်ပညာနဲ့စိမ့်နဲ့ Muggle တွေရှိနေတာကိုမေ့ပြီးကားကိုဖြောက်ဖို့မေ့နေခဲ့ပါတယ်။တတိယလို့ကိုဖြောက်လိုက်တဲ့အချိန် Muggle တော်တော်များများကဒီကားပြန်ကိုမြင်သွားကြပါပြီ။ဒီလိုနဲ့နှစ်ယောက်သားယထာကိုရှာဖို့ယထာလမ်းကြောင်းပေါ်တက်လာကြပါတယ်ယထာဆန်ကိုကြားရပေမဲ့ယထာကသူတို့ရှေ့မှာမဟုတ်ပဲသူတို့နောက်မှာဖြစ်နေပါတယ်ဒါကိုရှောင်ထွက်ရင် Harry ပြုတ်ကြမလို့ဖြစ်လို့ Ron ကိုညီလိုက်ရပါတယ်ကျောင်းကိုရောက်တော့လဲအသက်ရှိနေတဲ့မိုးမခါပင်ကြီးကြောင့်အသက်သေမလို့ဖြစ်ခဲ့ရပါသေးတယ်မော်လုံးတောင်ကိုတုံးပြီးအပင်ကြီးလက်ကလွတ်ဖို့လုပ်ပေမဲ့မော်လုံးနာမည်ကျိုးသွားခဲ့ရပါတယ်အပင်ကြီးစီကလွတ်လာတော့ Ron Harry နဲ့ပစ္စည်းတွေကိုကန်ချသွားပြီးကားကသူ့အတူတောထဲကိုဝင်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်ကျောင်းထဲဝင်တော့ကျောင်းဆောက်ကြီးက Harry တို့ကို Professor Snape ခေါ်လိုက်တယ်ဆိုပြီး Snape စီကိုခေါ်သွားပြီး Snape ကမင်းတို့လိုအသက်မပြည့်သေးတဲ့မော်ဆရာတွေကိုတားမြစ်ထားတဲ့စီကံတွေအကြောင်းပြောတော့ Harry တို့ကမုံမခပင်ကြီးပျက်စီးတာကိုပြောတယ်ထင်နေပါတယ်
တကယ်ကကားပြန်ကို Margaery မြင်သွားလို့အဆူခံနေရတာဖြစ်ပြီးမင်းတို့သာ Slytherin ကဆိုညာရင်းချင်းမဲ့အထုပ်ဆွဲပြီးအိမ်မြန်မှာဖြစ်တဲ့အကြောင်းပြောနေတော့ Professor McGonagall နဲ့ Dumbledore တို့ရောက်လာပြီးလောလောဆယ်မှာကြောင်းမထုတ်သေးပေမဲ့မင်းတို့မိဘတွေစီတိုင်စာပို့မယ်လို့ပြောရင်ခေါ်ထုတ်သွားပါတယ်နေ့လည်စာစားတဲ့အချိန်မှာ Ron ကသူ့မော်ဒုတ်တံကိုတိတ်နဲ့ပတ်ရင်စိတ်ပြက်နေတော့ပထမနှစ်ကျောင်းသားလေးတယောက်က Harry ကိုဓာတ်ပုံရိုက်သွားပါတယ်ခဏနေကြတော့အနီအောင်စာအိတ်ရောက်လာပြီး Nervous ကတော့အနီအောင်စာရွက်တွေကဘလောက်ကြောက်ဖို့ကောင်းကြောင်ပြောနေတော့စာအိတ်ကပွင့်လာပြီး Ron ကိုကားပြန်ခိုးစီပြီးဖျောက်ပစ်လိုက်လို့စူနေတဲ့သူ့မိရဲ့အသံထွက်ပေါ်လာခဲ့ပါတယ်အဆုံးမှာ Ginny ကို Gryffindor ကိုဝင်ခွင့်ရလို့ဂုဏ်ပြုစကားပြောပြီးစာရွက်လည်းပျက်စီးသွားပါတယ်အောက်လမ်းမော်ပညာကိုတုံးတဲ့အခန်းမှာစာကြီးတိုင်းမှာတွေ့ခဲ့ရတဲ့Lockhart ကသူ့ကိုသူဆရာအသစ်ဖြစ်ကြောင်းမိတ်ဆက်ပြီးသူကဘလို့အောက်လန်းနဲ့မော်ပညာတွေကိုအနိုင်ယူခဲ့တာသူရေးထားတဲ့စာအုပ်တွေအကြောင်းသူတော်ကြောင်းတက်ကြောင်းတွေကြွားလုံးထုတ်နေပါတယ်။ main ကလေးတွေကသူ့ကိုကြွေနေကြပြီးသူကကြွားလုံးထုတ်အပြီးမှယူလာတဲ့ကွန်ဝါမင်စာလေးတွေကိုထိန်းချုပ်ဖို့ spell တစ်ခုတင်ပေးမယ်ဆိုပြီးလွှတ်ပေးလိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှသူကိုယ်တိုင်မနိုင်လို့ Harry တို့ကိုဖမ်းထဲဖို့တာဝန်ပေးပြီးထွက်ပြေးပါတယ်။ဒီလောက်တောင်းကျနေတဲ့မင်စာလေးတွေကိုနောက်ဆုံး Harmony ပဲထိန်းလိုက်ရပါတယ်။နောက်တစ်ရက်မှာ Harry တို့ Quidditch အတွက်လေ့ကျင့်မှုလုပ်မဲ့အချိန် Slytherin ဘက်ကကွင်းကိုသူတို့သုံးမှဖြစ်ပြီးသူတို့ရဲ့ရွှေဘော်လုံးရှာသမားအသစ်ကိုလေ့ကျင့်ပေးဖို့အတွက်ဖြစ်တယ်။အဲ့ဒီအတွက်ခွင့်ပြုချက်လည်းရခဲ့ပြီဆိုတဲ့အကြောင်းပြောပါတယ်။သူတို့ရဲ့ရွှေဘော်လုံးရှာသမားအသစ်ကတော့ Malfoy ပဲဖြစ်ပါတယ်။နှစ်ဖက်အခြေတင်ဖြစ်နေတော့ Hermione ကဝင်ထိန်းပေးပေမဲ့ Malfoy က Hermione ကိုမျိုးမစစ် Muggle ဆိုတဲ့အသုံးအနှုန်းကိုပြောလိုက်ပါတယ်။ဒါကြောင့်မဲ Hermione စိတ်မကောင်းဖြစ်သွားပြီး Ron ကလည်းစိတ်ဆိုးသွားတာကြောင့်သူ့ရဲ့ Moral နဲ့ Malfoy ပေါ်ကို spell တစ်ခုသုံးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ Moral ကကျိုးနေလို့ပြောင်းပြန်တက်ရောက်ပြီးသူပဲပြန်ခံစားလိုက်ရပါတယ်။ဒါကိုပျောက်ဖို့ Hagrid ကိုသွားမေးကြည့်တဲ့အခါဒါကအရေးမကြီးဘူးအချိန်တိုင်းပျောက်သွားလိမ့်မယ်ပြောပြီး Hermione ကိုလည်း Hermione မရွတ်နိုင်တဲ့ spell ကိုဘယ်မော်ဆီယာမှမထွင်နိုင်ဘူးဆိုပြီးနှစ်သိမ့်ပေးလိုက်ပါတယ်။ညရောက်တော့ Lockhart က Harry ကိုသူ့မိတ်ဆက်စာတွေကူညီပြန်ပေးဖို့အနားခေါ်ထားလိုက်ပြီး Harry တယောက်နားထဲမှာအတန်တစ်ခုကြားလို့ Lockhart ကိုမေးပေမဲ့ Lockhart ကသူတော့ဘာမှမကြားပါဘူးအိတ်ချင်နေလို့ဖြစ်ပါလိမ့်မယ်ဆိုပြီးပြန်လွှတ်လိုက်ပါတယ်။အပြန်လမ်းမှာ Hermione နဲ့ Ron တို့ကိုတွေ့တော့တယ်အတန်တစ်ခုကြားလာမေးတော့သူတို့လည်းဘာမှမကြားဘူးဆိုတဲ့အဖြေကိုပြန်ရပါတယ်။ Harry လည်းအတန်ကြားရနောက်ကိုလိုက်ရင် corridor မှာရေရှမ်းနေတာကိုတွေ့လိုက်ရပြီးပင်ကူတွေကလည်းထူးဆန်းစွာပရဲစိတ်တွေလိုအတန်းလိုက်သွားနေတာကိုတွေ့လိုက်ရပါတယ်။နေရမှာလည်းရှေးဟောင်းလှုပ်ဝက်အခန်းကပွင့်သွားပြီးသူ့အမွေဆက်ခံသူကိုတတိထားပါဆိုတဲ့အစာကိုသွေးနဲ့ရေးထားတာကိုတွေ့ရပါတယ်။အဲ့ဒီနားမှာပဲကျောင်းသားရဲ့ကြောင်ကကြောက်ရွံ့လိုမျိုးတောင်းတောင်ကြီးနဲ့တွဲလောင်းကျနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်ကျောင်းသားတွေကအိတ်ဆောင်ကိုလာရင်Harry နဲ့ကြောင်ကိုတွေ့လိုက်တာကြောင့် Harry တက်တယ်လို့ထင်နေကြပါတယ်။ကျောင်းဆောင်ကြီးကသူ့ကြောင်ကိုတက်ရမလားဆိုပြီး Harry ကိုဆွဆွဲပါတယ်။ဒါပေမဲ့ Dumbledore နဲ့ဆရာတွေရောက်လာပြီးအားလုံးကိုအိတ်ဆောင်ပြန်ခိုင်းလိုက်ပါတယ်။အဲ့ဒီချိန်ဆရာ Lockhart ပါရောက်လာပြီးဒီကိစ္စက Harry နဲ့မသက်ဆိုင်ပဲ Harry ကသူ့နဲ့တစ်ချိန်လုံးအတူရှိနေတာဖြစ်တယ်လို့ဖြောင်းချက်ဝင်ပေးပါတယ်။ Hermione က Harry အတန်ကြီးကြားနေရတယ်ဆိုတဲ့အကြောင်းဆရာတွေကိုပြောဖို့လုပ်ပေမဲ့ Harry ကစကားလမ်းကြောင်းလွှဲလိုက်ပါတယ်။ဒီလိုနဲ့အိတ်ဆောင်ကိုအတူပြန်ကြတဲ့လမ်းမှာ Hermione ကတော့စုံနဲ့မှော်လောကမှာအတန်တွေကိုတယောက်တည်းကြားနေရတယ်ဆိုတာကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ Harry ကိုသတိပေးလိုက်ပါတယ်။နောက်တစ်ရက်မှာ McGonagall စာသင်နေတော့မှ Hermione ကလှုပ်ဝက်ခံအကြောင်းကိုမေးပါတယ်။ McGonagall ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီအကြောင်းကို Godric Gryffindor, Slytherin, Ravenclaw နဲ့ Haka Hufflepuff ဆိုတဲ့နာမည်ကျော်မော်ဆရာကြီး၄ဦးက Hogwarts ကိုတည်ထောင်ခဲ့တာဖြစ်တယ်။အဲ့ဒီ၄ဦးထဲမှာ Slytherin ကမော်ကျောင်းကိုမော်သွေးစစ်ပဲတက်ခွင့်ရမယ်ဆိုတဲ့စီးမင်းကိုလိုချင်ပါတယ်။ကျန်တဲ့မော်ဆရာ၃ဦးကဒါကိုလက်မခံပဲလူသားMargaeryကိုလည်းအခွင့်အရေးပေးချင်တာကြောင့်သဘောထားချင်းမတိုက်ဆိုင်ပဲ Slytherin ကကျောင်းကနေထွက်ခွာသွားပါတယ်။ဒါပေမဲ့သူမထွက်ခွာသေးခင်မှာလှုပ်ဝက်အခန်းတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီလှုပ်ဝက်အခန်းက Slytherin ရဲ့မျိုးဆက်စစ်မှသာဖွင့်လို့ရမှာဖြစ်ပြီးအဲ့ဒီအချိန်ကျရင် Slytherin ဖြစ်စေချင်တဲ့လိုမျိုး Margaery ကိုရှင်းပြမဲ့မကောင်းဆိုးကထွက်ပေါ်လာမှာဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်။သူတို့လည်းအဲ့ဒီလှုပ်ဝက်အခန်းဆိုတာကိုကျောင်းထဲမှာအချိန်ချင်းရှာပြီးပေမဲ့မတွေ့သေးဘူးလို့လည်းထပ်ပေါင်းပြောပြခဲ့ပါတယ်။အတန်းပြီးချိန်မှာတော့ Harry တို့၃ယောက်က Slytherin မျိုးဆက်စစ်ဆိုတာ Malfoy ဖြစ်နိုင်တယ်လို့၃ယောက်သာကောက်ချက်ချပြီး Malfoy ကိုစစ်ဆေးဖို့လုပ်ကြပါတယ်။ဒီအတွက်ပုံကြောင်းနိုင်တဲ့ Polyjuice လို့ခေါ်တဲ့ဆေးရည်တစ်မျိုးကိုလိုအပ်ပြီးဒါကိုကြိုချက်ဖို့အချိန်တစ်လလောက်လိုမှဖြစ်ပါတယ်။တစ်လဆိုတဲ့အချိန်က Malfoy က Muggle လူမျိုးတစ်ဝက်လောက်တက်ပြီးနိုင်လို့ညားတယ်လို့ပြောပေမဲ့အဲ့ဒီနီလန်အပြင်မရှိပါဘူး။နောက်တစ်ရက်မှာ Gryffindor နဲ့ Slytherin တို့ Quidditch ပြိုင်ပွဲမှာ Slytherin ကအမှတ်အသာနဲ့ဦးဆောင်နေခဲ့ပါတယ်။ဒါကြောင့် Gryffindor ကရွှေဘော်လုံးရှာမှသာအနိုင်ရမှာပါ။ဒီအချိန် Black ဘော်လုံးကHarry နောက်ကိုထက်ကြမှာကွာလိုက်နေလို့ Harry ထွက်ပြေးနေရပါတယ်။ထွက်ပြေးရင်ကရွှေဘော်လုံးကိုတွေ့တော့ဖမ်းဖို့လုပ်နေတော့ Malfoy ကလည်းအတင်းလိုက်လူနေပါတယ်။ Black ဘော်လုံးကလည်းဆက်လိုက်နေရင်နောက်ဆုံးမှာ Malfoy ကြံခဲ့ရပြီး Harry လည်းရွှေဘော်လုံးရပေမဲ့ Black ဘော်လုံးကတိုက်ခိုက်မိလို့လက်ကျိုးသွားပါတယ်။ဒါပေမဲ့ရွှေဘော်လုံးရသွားတဲ့အတွက် Gryffindor အနိုင်ရသွားပါတယ်။လက်ကျိုးသွားတဲ့ Harry ကို Lockhart ကကူပေးလိုက်တာအယိုးပါမရှိတော့တာကြောင့်စိတ်ုံတင်လိုက်ရပါတယ်။ဆေးရုံမှာရှိနေတော့ Dobby ရောက်လာပြီးဒီတော့မှဘူရာမှာဝင်ပေါက်ပိတ်သွားတာကလည်း Dobby လက်ချက် Black ဘော်လုံးက Harry ကိုလိုက်တိုက်ခိုက်တာကလည်း Dobby လက်ချက်ဆိုတာကိုသိလိုက်ရပါတယ်။ဘာလို့ဒီလိုလုပ်ရလဲဆိုတဲ့အကြောင်းပြချက်ကတော့သူပြောခဲ့ဘူးသလို Harry Potter Hogwarts မှာဆက်မရှိစေချင်လို့ပါပဲ။နှင်းစာလေးတွေကအမော်ဆရာကြီးတွေရဲ့အစီအကံဖြစ်နေပြီးသူတို့သခင်က
ဝစ်ဆရာတစ်ခုပေးမှလွတ်မြောက်မှာဆိုတဲ့အကြောင်းကို Harry သိလိုက်ရပါတယ်။ Howard ကြီးအနေကြောက်တော့မယ်လို့လည်း Dobby ကပြောပြီးဘာဖြစ်မှလဲမေးတော့မပြောသင့်တာပြောမိပြီဆိုပြီးပျောက်သွားပါတယ်။အဲ့ဒီချိန်စေးရုံခန်းထဲကို Dumbledore နဲ့ဖောက်မောက်ခ McGonagall တို့ဝင်လာပြီးနောက်ထပ်ကြောက်ဖြစ်သွားတဲ့ကောင်လေးကိုခေါ်ဆောင်လာခဲ့ပါတယ်။ကောင်လေးက Harry ကိုဓာတ်ပုံရိုက်ဘူးတဲ့ပထမနှစ်ကျောင်းသားလေးဖြစ်ပြီးသူ့ရဲ့ကင်မရာမှာဘာတွေရိုက်မိလဲသိနိုင်ဖို့ဖွင့်ကြည့်တော့မီးတောက်တစ်ခုလောင်ကျွမ်းသွားတဲ့ကြောင့်ကျောင်းအကြီး Dumbledore က Howard ကြီးမလုံးတော့ဘူး။ဒီဖြေကိုသာမရှာနိုင်ရင်ကျောင်းသားတွေကိုအိမ်ပြန်ပို့ရတော့မယ်လို့ရေရွက်လိုက်ပါတယ်။ Harry တို့ကမိန်းကလေးအိမ်သားထဲမှာ Polyjuice ဆေးရည်ကိုကြိုချက်ကြပါတယ်။ Ron ကလူမိသွားမှကြောက်နေပေမဲ့Moony Myrtle ဆိုတဲ့တရေမလေးကိုကြောက်လို့ဘယ်သူမှမလာဘူးဆိုပြီး Hermione ကမိတ်ဆက်ပေးလိုက်ပါတယ်။ Lockhart က Howard ကမလုံခြုံတဲ့အတွက်ကျောင်းအကြီး Dumbledore ရဲ့စိတ်ခိုင်းချက်အရကျောင်းသားတွေကိုကာကွယ်ရေးနည်းစနစ်တွေသင်ပေးဖို့တာဝန်ပေးခံရပါတယ်။အစမ်းပြတဲ့အနေနဲ့ Snape ကိုခေါ်ပြီးတိုက်ကွက်ပြပေမဲ့သူကြီးပဲခံလိုက်ရပါတယ်။ဒါကြောင့်အဆက်ပြေ Harry နဲ့တစ်ဖက်က Malfoy တို့ကိုတရုပ်ပြခိုင်းပါတယ်။လက်နဲ့ဖယ်ရှားရုံလောက်တိုက်ခိုက်ခိုင်းပေမဲ့ Malfoy ကမွေးတကောင်ကိုထုတ်လိုက်ပါတယ်။ Harry ကမွေးကိုစိုက်ကြည့်ပြီးတခုခုပြောနေပေမဲ့အားလုံးက Harry မွေးစကားပြောတာကိုသာကြားနေရပါတယ်။ Professor Snape လည်းအံ့ဩသင့်ပြီးခဏလောက်စိုက်ကြည့်နေပြီးမွေးကိုရှင်းလိုက်ပါတယ်။နားနေကမှတော့ Ron နဲ့ Hermione ကမွေးစကားပြောတတ်တာအန်ရယ်ရှိကြောင်းနဲ့ Slytherin တစ်စိတ်ကမွေးဖြစ်ပြီး Slytherin ကလည်းမွေးစကားပြောတတ်တာကြောင့် Harry ကို Slytherin မျိုးဆက်လို့အားလုံးထင်သွားနိုင်ကြောင်းပြောပါတယ်။ Harry လည်းသူမွေးစကားမပြောတတ်ကြောင်းနဲ့ဒီတိုင်းပဲအောက်မှာရှိတဲ့တယောက်ကိုရံမပြူဖို့သူတားခဲ့တဲ့အကြောင်းရှင်းပြပါတယ်။အဲဒီနောက်ကျောင်းသားတွေက Harry ကိုရှောင်လာကြပါတယ်။ Polyjuice ဆေးအတွက်လိုအပ်တဲ့ DNA အဖြစ်ပြောင်းကျင်တဲ့သူတွေရဲ့စပင်မွေးကိုလိုတာကြောင့် Harry နဲ့ Ron တို့က Malfoy ရဲ့တငယ်ချင်းတွေကိုမုန်းနဲ့မြားပြီးမုတ်ထဲမှာအိတ်ဆေးထည့်ထားပြီးသူတို့စပင်ကိုရယူပါတယ်။ Hermione ကတော့ Slytherin ကမင်းကလေးတယောက်ရဲ့ဝိယုံဘောကစပင်ကိုကျူလာတဲ့ဆေးနဲ့ထည့်ပြီးတောက်လိုက်ပါတယ်။ဆေးစမ်းပြချိန်မှာ Harry နဲ့ Ron ကလိုချင်တဲ့ပုံစံအတိအကျပြောင်းသွားပေမဲ့ Hermione ကတော့သူယူလာခဲ့တာကလူစပင်မဟုတ်ပဲကြောင်မွေးဖြစ်လို့ကြံနေခဲ့လိုက်ရပါတယ်။ Harry နဲ့ Ron တို့လည်း Malfoy စီကစကားအစ်ဖို့ Slytherin အဆောင်ကိုထွက်လာကြပါတယ်။အချိန်တနာရီပဲရတာဖြစ်လို့သိကျင်တာတွေမြန်မြန်မေးမှရမှာဖြစ်ပါတယ်။ Malfoy ကလွန်ခဲ့တဲ့နှစ်90ကဒါမျိုးတစ်ခါဖြစ်ခဲ့ပြီးအဲ့ဒီတုန်းက Magari အကုန်သေခဲ့ရပြီးကျူးလွန်ခဲ့သူလည်းကြောင်းထုတ်ခံခဲ့ရကြောင်းတွေပြောပါတယ်။ဒါကြောင့်အခုလေ Magari အကုန်သေရမှာဖြစ်ပြီး Hermione အပါဝင်မယ်လို့ပြောလို့ Ron ကစိတ်ဆူသွားလို့ Harry ကတားလိုက်ရပါတယ်။အဲ့ဒီမှာတယောက်ကိုတယောက်ကြည့်ပြီးစေးချိန်ပြေသွားပြီဆိုတာသိလိုက်လို့အလင်းအမြန်ပြန်ထွက်လာခဲ့ကြပါတယ်။ Ron တို့ငါတို့ဒီလိုစွန့်စားတာဘာထူးခြားခဲ့လဲမေးတော့ Harry က Slytherin မျိုးဆက်က Malfoy မဟုတ်ဘူးဆိုတာသိခဲ့ရတယ်လို့ပြန်ဖြေပါတယ်။ Corridor မှာရေရှန်နေလို့သွားပိတ်ဖို့လုပ်ရင်Miney Motel နဲ့တွေ့ပြီးစာအုပ်အကြောင်းကိုသိခဲ့ရပါတယ်။စာအုပ်ကိုရလာတဲ့ Harry ကစာအုပ်ကိုဖွင့်ကြည့်တော့ဘာမှရေးမထားပါဘူး။ဒါပေမဲ့စာအုပ်မှာရေးလိုက်တိုင်းသူသိချင်တာတွေကိုပြန်ဖြေပေးပါတယ်။စာအုပ်ကသူ့ကိုယ်သူ Tom Riddle လို့မိတ်ဆက်ပြီး Harry ကိုလွန်ခဲ့တဲ့နှစ်တွေစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီမှာ Dumbledore နဲ့ Tom Riddle ကိုတွေ့ခဲ့ရပြီးသေသွားတဲ့မိန်းကလေးတယောက်ကိုတည်ဆောင်သွားတာကိုလည်းတွေ့ခဲ့ရပါတယ်။အဲဒီနောက် Tom ကအခန်းထဲဝင်သွားပြီးအဲဒီမှာ Hagrid ကို Tom ကဒီမိန်းကလေးသေရတာခမည်းမွေးထားတဲ့အဲ့ဒီပင်ကူချောင်းဆိုပြီးပင်ကူကိုတတ်ဖို့လုပ်နေတော့ပင်ကူကထွက်ပြေးလွတ်မြောက်သွားပါတယ်။ Harry လည်း Hagrid ကိုမေးဖို့လုပ်နေတော့စာအုပ်အပြင်ကိုပြန်ရောက်လာခဲ့ပါတယ်။နောက်တစ်ရက်မှာဒီအကြောင်းကို Ron နဲ့ Hermione တို့ပြောပြနေတော့ Nervous က Harry တို့ကိုလာခေါ်လို့သူ့အခန်းထဲကိုပြန်သွားချိန်မှာအခန်းကရှုပ်ပွားနေပြီးထုံမျက်စာအုပ်လည်းအခိုးခံလိုက်ရပါတယ်။ Quidditch ကစားဖို့ပြင်ဆင်နေတဲ့ Harry ကိုဒီနေ့ Quidditch ကစားပွဲကိုပိတ်လိုက်ပြီဖြစ်ကြောင်းနဲ့ Ron ကိုခေါ်ပြီးသူ့စီကိုလိုက်ခဲ့ဖို့မှားလိုက်ပြီးပြစရာရှိတယ်လို့ပြောလိုက်ပါတယ်။ဆေးဘေးကမှာတော့ Hermione ကိုမှန်တစ်ချက်နဲ့အတူတွေ့ရပြီးကြောက်ရွံ့ဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက် McGonagall ကကျောင်းသားတွေကိုခေါ်လိုက်ပြီး6နာရီကျော်ရင်အပြင်မထွက်ဖို့နဲ့ထွက်ခဲ့ရင်ဆရာတယောက်နဲ့အတူထွက်ဖို့စီကံချမှတ်လိုက်ပါတယ်။ဒီကိစ္စရဲ့နောက်ွယ်ကတရားခံကိုမဖော်ထုတ်နိုင်ရင်ကျောင်းကိုပိတ်ပစ်ရမယ်ဆိုတဲ့အကြောင်းပြောခဲ့ပါတယ်။ Harry တို့လည်း Hagrid ကိုဒီကိစ္စတွေမေးဖို့ရောက်နေတဲ့အချိန်ရင်တစ်ခါကလှုပ်ဝက်တကားအခန်းပွင့်တော့ကပါဝင်ပတ်သက်နေတဲ့ Hagrid ကိုမေးစမ်းဖို့မော်ဝင်ကြီးဌာနကလာခေါ်တာနဲ့တိုးလို့ကိုပြောက်ဝိယုံနဲ့နှစ်ယောက်သားပုံးနေလိုက်ရပါတယ်။ Hagrid ကတော့သူအဖြေမပေးနိုင်တော့လို့သိချင်တာရှိရင် Follow the spider ဆိုပြီးပင်ကူနောက်ကိုလိုက်ဖို့သူ့ခွေးကိုအစာကျွေးပေးဖို့မသိမသာမှားသွားပါတယ်။ Harry တို့လည်း Hagrid ပြောတဲ့အတိုင်းပင်ကူတွေနောက်ကိုလိုက်ခဲ့ကြပြီးပင်ကူတွေကတောထဲဝင်သွားလို့တောထဲအထိလိုက်ခဲ့ကြရပါတယ်။မီးရင်တစ်ခုနဲ့လိုက်သွားနေရင်တောနဲ့လေအကောင်ရေများလေဖြစ်လာပါတယ်။အဲဒီနောက်တော့စကားပြောတတ်တဲ့ပင်ကူကြီးတစ်ကောင်နဲ့စုံခဲ့ပြီးသူကလွန်ခဲ့တဲ့နှစ်90က Hagrid မွေးထားခဲ့တာဖြစ်ပြီးကောင်မလေးကိုသူမတက်ခဲ့ကြောင်းနဲ့ပင်ကူတွေအားလုံးကြောက်ရတဲ့သတ္တဝါကြီးရဲ့လက်ချက်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ Hagrid ကလှုပ်ဝက်တကားကိုဘယ်တော့မှမဖွင့်ခဲ့ကြောင်းပြောပါတယ်။သိကျင်တာသိရလို့ Harry တို့ကပြန်မယ်လို့တော့ငါသားသမီးတွေကို Hagrid လိုင်းမတိုက်ခိုက်ရဘူးလို့မှားထားပေမဲ့မင်းတို့ကတော့ကြိုမှားထားတာမဟုတ်လို့ငါလည်းတားနိုင်မှာမဟုတ်ကြောင်းပြောပါတယ်။တဖြည်းဖြည်းများလာတဲ့ပင်ကူတွေကိုပြန်တိုက်ခိုက်ပေမဲ့အကောင်ရင်များလို့မနိုင်တဲ့အချိန်ကံကောင်းထောင်းမစွာနဲ့ Ron အဖေရဲ့ကားပြန်ကြီးရောက်လာခဲ့ပြီး Ron နဲ့ Harry တို့ကိုကယ်ထုတ်သွားပါတယ်။ Follow the spider ဆိုတဲ့ Hagrid ကိုတတ်မဲ့တကယ်နဲ့ Ron ကချင်းချောင်းနေပါတယ်။ငါတို့အဲ့တဲသွားတာဘာသိရလဲမေးတော့ Harry ကတော့ Hagrid ကအပြေကင်းစင်ကြောင်သိခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီနောက်ဟာမိုင်နီအခြေအနေကိုတွားကြည့်ရင်ဟာမိုင်နီလက်ထဲကစာရွက်လေးတစ်ရွက်ကိုတွေ့ခဲ့ရပြီးအဲဒီစာရွက်ထဲမှာဟယ်ရီတို့တဲလွန်စာခြံထားပေးခဲ့ပါတယ်ဒီထဲမှာမွေးနဂါးကြောင့်ဓာရီဖြစ်နေရတာဖြစ်ပြီးမျက်လုံးချင်းစုံရင်သေနိုင်ကြောင်းနဲ့တူလာရင်ပင်းကူတွေထွက်ပြေးတဲ့အကြောင်းရေးထားပါတယ်ကြောက်ရွံ့ဖြစ်သွားတဲ့သူတွေကရေကနေမှန်ကနေကင်မရာကနေစားတဲ့တစင်းကန်နေနဲ့တွေ့ရတာဖြစ်လို့ကြောက်ရွံ့ဖြစ်သွားပြီးမာနီမိုတာကဓာတ်ရိုက်တွေ့ခဲ့လို့သေခဲ့ရတာဆိုတာကိုသိသွားပါတယ်အဲ့ဒီအချိန်ကျောင်းသူတယောက်ပျောက်သွားပါတယ်မကွန်နဂယ်ကကျောင်းပေးရတော့မယ်ဆိုပြီးရည်ရွတ်နေပါတယ်ပျောက်သွားတဲ့ကျောင်းသူကတော့ရော့မြတ်ညီမဂျင်နီဝစ်စလီပါပဲဟယ်ရီတို့လည်းဂျင်းနီကိုကယ်ဖို့လုပ်ကြပါတယ်။အောက်လန်းနဲ့တစီတွေကိုနိုင်တဲ့လော့ဟတ်ကိုသူတို့ရထားတဲ့တဲလွန်စာတွေပေးပြီးအကူအညီလာတောင်းကြပေမဲ့လော့ဟတ်ကတကယ်မတက်ပဲလူတွေကိုလိန်နေတဲ့တက်ရောင်ကဖြစ်တာကြောင့်ထွက်ပြေးဖို့လုပ်ပါတယ်။ဒါကြောင့်ရော်နဲ့ဟယ်ရီလည်းသူ့ကိုမှော်လို့တဲ့ချိန်ပြီးအတင်းခေါ်ဆောင်သွားပါတယ်။မျိုးသမီးတန့်စင်ကန်တွေကမူတယ်ရဲ့အကူအညီနဲ့မွေနဂါကဒီပိုင်လိုင်းအောက်ကနေထွက်လာတာဆိုတာကိုသိလိုက်ရတာကြောင့်ဟယ်ရီလည်းမွေစကားပြောပြီးဖွင့်လိုက်တော့လှုပ်အခမ်းပွင့်လာပါတယ်။အထဲမှာတော့မွေရီကုန်တွေနဲ့အယိုးပုံကြီးကိုမြင်လိုက်ရပါတယ်။ဟယ်ရီကအားလုံးကိုအတန်ကြားရတဲ့မျက်စိမိတ်ထားဖို့မှားပါတယ်။ကြောက်တဲ့အလိညာဆရာလော့ဟတ်ကရွန်ရဲ့လက်ထဲကမော်ရိုတန်ကိုလူပြီးအတိတ်မိသွားအောင်စပယ်တစ်ခုကိုရွှေလိုက်ပြီးမြရွန်ဒုတ်တန်ကကျိုးနေလို့သူပဲခံလိုက်ရပါတယ်။လော့ဟတ်ကအတိတ်မိသွားပြီးအဲ့ဒီအချိန်နဲ့ကြောက်တုံးတွေပြီးကြလို့ဂူပေါက်ပိတ်သွားတာကြောင့်ရွန်နဲ့လော့ဟတ်ကအပြင်မှာကြံနေခဲ့ပါတယ်။ဆက်လိုက်လို့မရတော့လို့ဟယ်ရီတယောက်တည်းဆက်သွားရပါတယ်။လမ်းဆုံးမှာတော့ဂျင်းနီကိုတွေ့လိုက်ရပြီးအနားမှာထွန်ကိုတွေ့လိုက်ရပါတယ်။ဂျင်းနီဟာအသက်ရှိနေစေဖြစ်ပြီးနေရာမှာစာရေးတာအခန်းကိုဖွင့်တာအားလုံးဂျင်းနီကိုသူကပြူစားပြီးခိုင်းတာဖြစ်ကြောင်းဒါကိုအသိဝင်လာတဲ့ဂျင်းနီကစာအုပ်ကိုအိမ်သားထဲလွှတ်ပစ်ခဲ့ပြီးအဲ့ဒီစာအုပ်ကိုတရားရောက်ကကောက်သွားတာဖြစ်ကြောင်းအားလုံးကိုရှင်းပြလိုက်ပါတယ်။နောက်ဆုံးဗိုဒါမော့ဆိုတာထွန်ရဒယ်ဘယ်ဖြစ်ကြောင်းဟယ်ရီကိုပြောပြလိုက်ပါတယ်။အဲ့ဒီချိန်ဒမ်ဘယ်ဒေါရဲ့ဖီနင်ကအထဲကိုဝင်လာပြီးအိုးထုတ်ကိုပစ်ချလိုက်ပါတယ်။ထွန်ကလည်းသူ့ရဲ့မွေနဂါးကိုဆင့်ခေါ်ပြီးဟယ်ရီကိုတိုက်ခိုက်ခိုင်းပါတယ်။မျက်လုံးကိုမကြည့်မိအောင်ကြိုးစားနေတဲ့ဟယ်ရီတို့ခက်ခဲနေချိန်မှာဖီနင်ကမွေနဂါးရဲ့မျက်လုံးကိုဖောက်ပစ်လိုက်ပါတယ်။မျက်စိမရှိတော့ကြောင့်မွေကိုကြည့်ရင်သေနိုင်တဲ့ဘေးကလွတ်သွားပါတယ်။မျက်စိမရှိတဲ့မွေကအတန်နောက်ကိုလိုက်နေတဲ့ဟယ်ရီလည်းပတ်ပြေးနေရပါတယ်။ပြေးနေရင်းကအိုးထုတ်တဲ့ကဂရစ်ဖင်ဒေါဓာကသူ့လိုပေါ်လာလို့အဲ့ဒီဓာကိုယူပြီးအမြင့်တနေရာကိုပြေးတက်ရင်းလိုက်လာတဲ့မွေနဂါရဲ့အာကောင်ကိုထိုးဆိုင်လိုက်ပါတယ်။ပါဇက်ထဲထိုးတာမို့ဟယ်ရီလက်မှာမွေဆွဲဆိုင်သွားပြီးဟယ်ရီလည်းမွေစိတ်တက်နေပါတယ်။ဒါပေမဲ့ဟယ်ရီကအကြံရသွားပြီးအဲ့ဒီဆွဲကိုနှုတ်ပြီးထွန်ရဒယ်ရဲ့စာအုပ်ကိုထိုးဆိုင်လိုက်ချိန်မှာထွန်ရဒယ်တယောက်ပျောက်ကွယ်သွားရပါတယ်။အစိတ်တက်နေတဲ့ဟယ်ရီကဂျင်းမီကိုသူ့ကိုထားခဲ့ပြီးအပေါင်းအမှာရွန်စောင့်နေတာမို့သွားဖို့ပြောရမယ်အဲ့ဒီချိန်ဖီနင်းကပြန်ပေါ်လာပြီးသူ့မျက်ရည်နဲ့ဟယ်ရီရဲ့အနာကိုကျက်စေခဲ့ပါတယ်အဲ့ဒီနောက်တန်ချိန်များစွာကိုတည်နိုင်တဲ့ဖီနင်းကပဲသူတို့၄ယောက်စလုံးကိုအပြင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်ဒီလိုနဲ့ကျောင်းရဲ့ရုံခန်းကိုရောက်လာခဲ့ကြပြီးဟယ်ရီတို့ကိုကျောင်းကိုကောက်ွယ်ပေးတဲ့ဆုပေးဖို့လုပ်ပါတယ်ရွန်ရဲ့ဇီးကွက်နဲ့ဟက်ဂရစ်ကိုကယ်ဖို့အတွက်စာကိုပို့ခိုင်းလိုက်ပါတယ်အဲ့နောက်ဟယ်ရီကိုဘာလို့မွေစကားပြောတတ်တာလဲသိလားလို့မေးလိုက်ပြီးအကြောင်းကအမာရွတ်ပေးခဲ့တဲ့ညမှာဖူဒမော့ရဲ့အစွမ်းတချို့ကမင်းစီကိုရောက်သွားလို့ပဲဟယ်ရီလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ကျောင်းကိုရောက်စားကအိုထုတ်ကမင်းကိုစလီသရင်းကိုပို့ချင်နေတာလို့ပြောပြပြီးဘာလို့ဂရစ်ဖင်ဒေါကိုရောက်လာလဲသိလားလို့မေးပြန်ပါတယ်။ဟယ်ရီကသူတောင်းဆိုခဲ့လို့မှတ်လားလို့မေးပေမဲ့ဒမ်ဘယ်ဒေါကမွေကိုတတ်ခဲ့တဲ့ဓာတ်ကိုကြည်ခိုင်းပြီးဒီဓာတ်ကဂရစ်ဖင်ဒေါမျိုးဆက်စစ်သာသုံးနိုင်တဲ့ဓာတ်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒါကြောင့်ဟယ်ရီကအားလုံးထင်နေတယ်လို့စလီသရင်းမျိုးဆက်မဟုတ်ပဲဂရစ်ဖင်ဒေါမျိုးဆက်သာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။အဲ့ဒီချိန်လူစီယက်ရောက်လာပြီးကျောင်းကဘာကြောင့်ဒီပြန်ရောက်နေရလဲဆိုတာကိုလာမေးပါတယ်။သူ့နောက်မှာဒေါ်ဘီပါလာလို့ဒေါ်ဘီအမှုထမ်းနေတာလူစီယက်တို့မိသားစုဆိုတာဟယ်ရီသိလိုက်ရပါတယ်။လူစီယက်ကတရားခံကဘယ်သူလဲလို့မေးတော့ဒမ်ဘယ်ဒေါကဗိုဒမော့ဖြစ်ပြီးဒီစာအုပ်လေးနဲ့ရောက်လာတာလို့ဖြေလိုက်ပါတယ်။မကြင်မနှက်ဖြစ်သွားတဲ့လူစီယက်ကဒေါ်ဘီကိုကန်ပြီးထွက်သွားပါတယ်။ဒေါ်ဘီနှိမ့်ဆက်ခံရတာကိုတနာတဲ့ဟယ်ရီကဒမ်ဘယ်ဒေါစီကစာအုပ်ကိုတောင်းယူပြီးလူစီယက်ကိုပေးလိုက်ပါတယ်။လူစီယက်ကဘာလို့ပေးတာလဲမေးနေတော့ဂျင်းနီရဲ့တောင်းတဲ့ကိုစာအုပ်ထည့်လိုက်တာသူသိတယ်ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။စာအုပ်ကိုကိုယ်တိုင်မကင်တတ်တဲ့သခင်တို့ရဲ့အကျင့်ကြောင့်ဒေါ်ဘီကိုကင်ခိုင်းလိုက်ချိန်မှာဟယ်ရီကစာအုပ်ကိုဖွင့်ကြည့်ဖို့အချက်ပြလိုက်ပါတယ်။ဒေါ်ဘီစာအုပ်ကိုဖွင့်ကြည့်လိုက်တော့ချေးတစ်ဖက်ကိုတွေ့ခဲ့ရပြီးချေးကဟယ်ရီချေးဖြစ်နေပေမဲ့စာအုပ်ကလူစီယက်စာအုပ်ဖြစ်လို့သခင်ကဝစ်စရာပေးတာကြောင့်ဒေါ်ဘီလွတ်မြောက်သွားခဲ့ပါတယ်။ဒါကြောင့်လူစီယက်လည်းသူ့စေကံကိုလှုပ်ပေးလို့ဒေါ်လာထွက်သွားပြီးဟယ်ရီကိုရိုက်ဖို့လုပ်ပေမဲ့ဒေါ်ဘီရိုက်တာပဲခံလိုက်ရပါတယ်။ကြောက်ရွံ့ဖြစ်နေတဲ့သူတွေအတွက်အဆေးတွေဖော်ဆက်ပြီးလို့အားလုံးကျမ်းမာနေပါပြီ။ ဟက်ဂရစ်ကတော့ရော့ရဲ့ဇီးကွက်လမ်းပြောင်းနေလို့နောက်ကျမှပြန်ရောက်လာခဲ့ပါတယ်။